နေပြည်တော်မှာဗလီစောင့်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပွဲစုနေကြတာရှိပါတယ်။ခုချိန်ကာလကရွေးကောက်ပွဲနီးကပ်နေပါပြီ။နိုင်ငံတော်အစိုးရမြည်သည့်စူပူမှုကိုမှတီးခံခွင့်လွှတ်မှာမဟုတ်ပါဘူး။ဒါကကျွန်တော်ချစ်လို့ပြောတာပါ။မြည်သည့်အဖွဲ့အစည်းမြည်သည့်ပုဂ္ဂိုလ်မှရွေးကောက်ပွဲကိုပျက်စီးစေနိုင်လောက်တဲ့စူပူမှုမျိုးနော်အုပ်စုဖွဲ့အကြမ်းဖက်တာမျိုးကိုခွင့်ပြုမှာမဟုတ်ပါဘူး။နောက်တစ်ခုကပြင်မနာမှာဗလီ6လုံးကျော်လောက်ရှိပါတယ်ငလင်းမှာတော်တော်များများပြိုကျပျက်စီးသွားပါတယ်လူတွေအများကြီးသေပါတယ်တောက်ကြနေဖြစ်တာရဲ့နေတူးနေမြဖြစ်တာရဲ့ကြောင့်ဝက်ပြုနေတန်းလန်းတဲ့ကိုအပေါ်ကနေထုတ်တန်းနေပြုတ်ကြပြီးအများကြီးသေပါတယ်ရှေးဟောင်းပေါ့နော်ကိုလိုနီခေတ်လက်ရာဗလီတော်တော်များများကမြေကြီးမှာပြားနေအောင်အားလုံးဒီပါဟာပျက်စီးသွားပါတယ်ပြင်မနာမြို့ကဘူတာယုံကအင်္ဂလိပ်တိဆောက်ခဲ့တာပါအင်္ဂလိပ်ကအိန္ဒိယကနေခေါ်ယူလာတဲ့အိန္ဒိယအနွယ်ဘွားဟိန္ဒူတွေမွတ်စလင်တွေအများစုနဲ့ဒီယထာလန်းကိုဘူတာကိုတိဆောက်ခဲ့ပြီးတော့ဒီဘူတာပတ်ချလဲမှာဈေးရောင်းရင်ဒီဘူတာပတ်ချလဲမှာအခြေကျနေထိုင်ရင်းနဲ့တဖြည်းဖြည်းနဲ့ပြင်မနာမြို့ကြီးဟာတိုးတက်စီကားလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ပြင်မနာမြို့လေကောင်မှာဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်တွေအများစုနေပါတယ်ဒီအစ္စလမ်ဘာသာဝင်တွေအားလုံးဒီပါဟာနိုင်ငံသားတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ generation 30ကျော်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကပန်းရောင်ကတ်ကင်ထားတဲ့နိုင်ငံသားတွေဖြစ်ပါတယ်။ဒါကြောင့်မလို့နေပြည်တော်ဟာမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်။မြို့တော်ဖြစ်တဲ့အလျောက်အခြေခံဥပဒေအတိုင်းပဲမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာသည်နိုင်ငံတော်ရဲ့လူများစုကိုးကွယ်တဲ့ဘာသာဆိုတဲ့ဝိသေသနဲ့လျော်ညီသောဒါဘာသာကြီးတစ်ခုဖြစ်တယ်။နောက်တစ်ခုကတခြားသောခရစ်ယာန်အစ္စလမ်ဘာသာဝင်များကိုလည်းလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုပေးပါမယ်ဆိုတာပါပါတယ်။နိုင်ငံတော်ကချီးမြှောက်တာမချီးမြှောက်တာအသာထားသူတို့ရဲ့ယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးပါမယ်။နတ်ကိုးကွယ်တဲ့ဘာသာနတ်ကိုးကွယ်သူများပါမကြံဒါနိုင်ငံတော်ကနေပြီးတော့ကိုယုံကြည်ရာဘာသာရေးကိုကိုးကွယ်ယုံကြည်ခွင့်ပေးပါမယ်ဆိုတာကဒါက2008ဖွဲ့စည်းပုံအခြေခံဥပဒေနောက်တစ်ခုကနိုင်ငံတော်မှာအခုချိန်ကကျွန်တော်တို့အားလုံးနဲ့မိတ်ဆွေဖွဲ့နေရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲကလည်းနော်ဘယ်အဖွဲ့အစည်းနဲ့မဆိုကိုရှိမှာပြည်လည်နေဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်ကာလမှာသိတယ်မလား။ကျွန်တော်နိုင်ငံကိုဘယ်လိုမျိုးတွေဝိုင်းပြီးတော့နှိပ်ကွပ်ခဲ့ကြလဲ။ဒါကြောင့်မလို့ကျွန်တော်နိုင်ငံကထောက်เสียအကွက်မရှိဖို့လိုတယ်။ဒါကကိုယ့်နိုင်ငံကိုချစ်လို့ကိုယ့်အမျိုးဘာသာတသနာကိုချစ်လို့ပြောတာနော်။အမျိုးဘာသာတသနာချစ်တယ်ဆိုတာထမင်းမရှိရင်ချစ်လို့မရဘူး။နော်ထမင်းဝါဖို့လိုတယ်ပြည်သူလူထမင်းဝါဖို့လိုတယ်နော်။စီဝိုင်းမပြည့်တယ်လို့ရှိရင်တန်ဃာတော်တွေလည်းမလူနိုင်မတန်းနိုင်ဘူး။အเจ้าနေလည်းမစောင့်နိုင်ဘူး။ဒါလည်းရှိတယ်။ဒါကြောင့်ပြည်သူလူထုစီးပွားရေးတွေကောင်းလာဖို့နိုင်ငံတော်တွေတည်ငြိမ်ဖို့ရာလောလောဆယ်မှာဘယ်နိုင်ငံရဲ့ထောက်เสียအဖြစ်ဘယ်မီဒီယာရဲ့အကြောင်းပြချက်ရှာစရာမဖြစ်အောင်ကျွန်တော်တို့နေမရမယ်နောက်တစ်ခုကရွေးကောက်ပွဲလေအောင်မြင်မရမယ်ဒါကြောင့်မလို့နေပြည်တော်မှာဗလီဆောက်တယ်ဆိုတဲ့နေရာမှာနိုင်ငံတော်အစိုးရကစောက်တင်တယ်လို့သူထင်တယ်ဆိုလို့ရှိရင်ပေးဆောက်လိုက်မယ်နောက်တစ်ခုကအိုလမာအဖွဲ့တို့စတဲ့အစ္စလမ်အဖွဲ့အစည်းကြီးတွေရှိတယ်အစ္စလမ်လူငယ်အဖွဲ့တို့အဖွဲ့အစည်းကြီးတွေရှိတယ်ဒီအဖွဲ့အစည်းကြီးတွေကနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ရက်တည်ပြီးလောက်ကင်နေတာဖြစ်တယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမဆန့်ကျင်တဲ့အဖွဲ့အစည်းကြီးတွေဖြစ်တယ်ဒါကြောင့်လို့ဒီအစ္စလမ်အဖွဲ့တွေအနေနဲ့ကလည်းအစ္စလမ်အဖွဲ့အစည်းကြီးတွေကလည်းနိုင်ငံတော်အစိုးရနဲ့တပေါင်းတစည်းရဲ့ပေါအောင်ကျွန်တော်တို့ကဆွဲဆောင်မှာလားကန်ထုတ်မှာလားစဉ်းစားအဲ့တော့ကျွန်တော်အစ္စလမ်ဘာသာဝင်တွေကကျွန်တော်မြန်မာနိုင်ငံမှာပြန့်ကျဲပြီးနေထိုင်ကြတာနေရာတိုင်းမှာရှိတယ်ဒါကြောင့်မလို့ဘိုးသီးတော်မောင်တော်ဒေသခိုးဝင်ဘင်္ဂါလီတွေနဲ့သူ့အတူဒီမှာနေထိုင်နေပြီးသားเนาะဒီမကိုလန်းတို့เนาะဒီဘက်ကအရှိဘုံသားလန်းတို့အရှိဘုံသားလန်းမကိုလန်းဒီလမ်းဒီပေါ်မှာနေတဲ့မွတ်စလင်တွေနောက်ပြီးတော့ဒေါင်းတောင်းပေါ့ဗျာဒီကျွန်တော်ရန်ကုန်ဒေါင်းတောင်းမှာနေတဲ့မင်္ဂလာတောင်ညွန့်တို့ပပဲတန်းတို့ဗိုလ်တထောင်မှာနေတဲ့အစ္စလမ်တွေမန္တလေးမှာဒီပုံနှကုန်းသားမှာနေတဲ့မွတ်စလင်တွေနဲ့ကျွန်တော်တို့ကပူသီးတောင်မောင်တော်ကမွတ်စလင်တွေနဲ့တန်းနဲ့ပါတူပါပဲဆိုလို့ရှိရင်တော့ဒီလူတွေပဲစိတ်ကောင်းပါလေကျွန်တော်နိုင်ငံတော်သစ္စာရှိအောင်ဘယ်နိုင်ငံသားမဆိုနိုင်ငံတော်သစ္စာရှိကိုရှိရမယ်ဒါအခြေခံဥပဒေရသစ္စာမရှိရကောင်ပါလေအဖမ်းမယ်ထောင်ချမယ်ဒါပဲနိုင်ငံတော်ပုံကန်ပါလို့ဖမ်းမယ်ထောင်ချမယ်အမျိုးသားဥပဒေပြဋ္ဌာန်းတယ်ပြဋ္ဌာန်းလွှတ်တော်ရရှိလာမယ်တင်ပြဆွေးနွေးဒါဟာကျွန်တော်နိုင်ငံကြီးသားတယောက်နိုင်ငံသားကောင်းတယောက်ရဲ့အလုပ်ကိုင်နေဒါကြောင့်နိုင်ငံတော်အစိုးရကဗလီကိုစောက်မလားမစောက်မလားကျွန်တော်မသိဘူးစောက်တင်တယ်လို့ထင်တယ်ဆိုရင်သူပေးစောက်လိမ့်မယ်ဒါဟာမျိုးတော်ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတော်အစိုးရသည်တစုတစ်ဖွဲ့တည်းရဲ့အစိုးရမဟုတ်ဘူးနိုင်ငံသားတိုင်းရဲ့အစိုးရဖြစ်တယ်ဘာသာတရားတိုင်းရဲ့အစိုးရဖြစ်တယ်ဒါကြောင့်မလို့တက်ဆိုင်ရာဘာသာဝင်တွေရဲ့အခက်အခဲတွေကိုသူ့မှာဖြည့်ရှင်းပေးရမယ့်တာဝန်ရှိတယ်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်အာဏာမထိန်ခင်မှာမှတ်မိတယ်မလားသူစဘာရှာကူဘိမန်ကိုဒီဗလီကိုဒီတွားပြီးတော့
ကပ်ပဆောင်သွားတယ်နောက်ပြီးလို့ရှိရင်ဒီဟိန္ဒူဘာသာရေးအဆောက်အအုံတွေသွားတယ်နောက်ပြီးတော့ဒီခရစ်ယာန်ဘာသာရေးအဆောက်အအုံတွေသွားတယ်သူဘာသာအားလုံးကိုသူတွေ့ဆုံခဲ့တာကိုကျွန်တော်တို့ဒီအာနာမထိန်ခင်လာပိုင်းလိုမှာကျွန်တော်တွေ့ရှိရမှာဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံတော်ကာကွယ်ဦးစီးချုပ်ယာယီသမ္မတဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်သည်ဗမာလူမျိုးတစ်မျိုးတစ်ယောက်တည်းရဲ့ခေါင်းဆောင်မဟုတ်ဘူးဗုဒ္ဓဘာသာဝင်တွေရဲ့တီးသန့်ခေါင်းဆောင်တယောက်မဟုတ်ဘူးမြန်မာနိုင်ငံမှာမှီတင်းနေထိုင်တဲ့135မျိုးသောတိုင်းသားအားလုံးနော် square ကျွန်တော်တို့နိုင်ငံရဲ့2628 area 2M မိုင်အားလုံးရဲ့ခေါင်းဆောင်ဖြစ်တယ်ဟိန္ဒူခရစ်ယာန်အစ္စလာမ်ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ကျွန်တော်တို့ရဲ့ယာယီသမ္မတကြီးဖြစ်တယ်နောက်ပြီးတော့တက်မတော်ဖြစ်တယ်ဒါကြောင့်မို့လို့ဒီလူတွေကိုဥပဒေနဲ့အညီနိုင်ငံသားအဖြစ်နဲ့နေထိုင်နေတဲ့ဘာသာဝင်တွေကိုသူတို့ရဲ့အခွင့်အရေးသူတို့ရဲ့လက်ရှိငလင်တန်းကြောင့်ပြိုကျပျက်စီးနေပြီးတော့မိုးရဲလေထဲမှာဝတ်ပြုနေရတဲ့အတွက်ပြည်လဲအဆင်ပြေအောင်တင်ပြလာတယ်ဆိုရင်နိုင်ငံတော်အစိုးရတရက်အနေနဲ့ခွင့်ပြုရမှာဖြစ်တယ်ဒါကနိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်ကပြောတာနော်သူခွင့်ပြုသင့်တယ်ထင်လို့ရှိရင်သူခွင့်ပြုလိမ့်မယ်သူခွင့်မပြုသင့်ဘူးထင်သူခွင့်မပြုဘူးဒါနိုင်ငံတော်အစိုးရအလုပ်ဒါကြောင့်မို့ရွေးကောက်ပွဲမှာရွေးကောက်ပွဲကိုပျက်စီးအောင်တခြားသောဘာသာရေးအထီးကျုံလူမျိုးရေးအထီးကျုံဖန်တီးတယ်ဆိုလို့ရှိရင်နိုင်ငံတော်အစိုးရကဒီလိုဖန်တီးတဲ့ဘယ်အဖွဲ့အစည်းဘယ်ဘာသာဝင်ရောမဆိုဘယ်ပုဂ္ဂိုလ်မဆိုခွင့်လွတ်မှာမဟုတ်ဘူးသူဒီအရေးယူမှာဖြစ်တယ်ပြီးတော့ရှင်ဘီရင်တို့ဖုံမိုးတို့ချုံလူပုံတော်မှာမနေတာဆိုတဲ့စကားလည်းရှိတယ်နော်တကယ် NLD လိုမျိုးအဖွဲ့အစည်းမျိုးတောင်မှပဲဒီတက်မတော်နဲ့နိုင်ငံတော်ကိုဆန့်ကျင်တဲ့အခါမှာဘာဖြစ်သွားလဲပါတီအဖြတ်ခံလိုက်ရတယ်လုံးဝပျောက်ကွယ်သွားရတယ်ဒါကြောင့်မလို့နိုင်ငံတော်အစိုးရကဆုံးဖြတ်ထားပြီးဖြစ်တဲ့နယ်လို့ဆုံးဖြတ်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကထောက်ပြခွင့်ရှိရတင်ပြခွင့်ရှိရဆွေးနွေးခွင့်ရှိရတစ်ဖက်မှာလည်းဘာကြောင့်နိုင်ငံတော်အစိုးရကဒီလိုဆောင်ရွက်ရတာလဲဆိုတော့စဉ်းစားဖို့လိုတယ်ငလင်ကြီးလှုပ်ထားတယ်ပြည်မနာမှာဗလီ6လုံးလောက်ပြိုသွားတယ်မိုးရဲလေထဲမှာဝတ်ပြုရတယ်လူတွေအများကြီးသေတယ်ဒါကိုတိုင်းပြည်ရဲ့အစိုးရတရက်အနေနဲ့ဘာလုပ်မှာလဲတိုင်းပြည်ရဲ့အစိုးရတရက်အနေနဲ့မင်းတို့မိုးရဲလေမှာဝတ်ပြုကြပေါ့ကွာဘာလဲတိုင်းပြည်ဗိုလ်ချုပ်မွေးမင်းအောင်လှိုင်ကတခြားသောအစ္စလမ်နိုင်ငံတွေနဲ့ကုံသွေးမလုပ်တော့ဘူးလားတခြားသောအစ္စလမ်နိုင်ငံတွေနဲ့ညှိနှိုင်းဆွေးနွေးတာမလုပ်တော့ဘူးလားဟာအမေရိကန်မှာတော့ဘလူဖြစ်နေပြီဟိုမှာအင်္ဂလန်မှာတော့မွတ်စလင်တွေဘလူတွေလုပ်နေပြီဒါကဆီးရီးယားတို့အီရတ်တို့အာဖဂန်နစ္စတန်တို့ဒီအဖြူကောင်တွေကရှာရှည်ပြီးတော့သွားတိုက်လို့အဲ့နိုင်ငံတွေပျက်စီးသွားလို့အဲ့ဒီကလူတွေကသွားပြီးတော့နေကြတာသူ့အပြစ်နဲ့သူတို့ရဲ့ကိစ္စနဲ့သူတို့ကာလအားဖြင့်ရလဲဒီ10နှစ်တာကာလအတွင်းမှာပြောင်းရွှေ့လာတဟုန်တို့ပြောင်းရွှေ့လာကြတာနော်မြန်မာနိုင်ငံမှာနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေရန်ကုန်တို့မန္တလေးမှာနေထိုင်တဲ့သူတွေအများစုသည်နေပြည်တော်တို့ပျော်ပွဲပြင်းမနာသားစီဒါမွတ်စလင်တွေအများကြီးပြန်ကျဲနေထိုင်တဲ့မြို့တွေအများကြီးရှိပါတယ်နော်AR ထဲမှာဆိုလို့ရှိရင်လည်း DDA တို့ မော်လမြိုင်ဘတ်တွေမှာလည်းရှိတယ်နေထိုင်တဲ့သူအများစုဒီကိုလိုနီခေတ်ကနေဝင်လာသူအများစုဖြစ်တယ်ကိုလိုနီခေတ်ဆိုတာပြန်တွေးကြည့်လိုက်လွတ်လပ်ရေးရတာပဲကျွန်တော်နှစ်ပေါင်း80ကျော်80နီးပါးလောက်ဖြစ်လာပြီဆိုတော့ generation က30ကျော်ဖြစ်သွားပြီ30ကျော်ချို့ဆို40ကျွန်တော်တို့အရွယ်ဆိုရင် generation 40မြောက်လောက်ဖြစ်သွားပြီเนาะသူတို့ဒီအိန္ဒိယကိုလည်းတစ်ခါမှမရောက်ဘူးဘင်္ဂလားဒေ့ရှ်ကိုလည်းတစ်ခါမှမနေဘူးတချို့ဆိုကလားစကားတော့မတက်ဘူးဒီလိုလူမျိုးတွေကဒီနိုင်ငံဒီနေမျိုးကိုမြန်မာနိုင်ငံသားတွေနဲ့ချစ်ခင်ရင်းနှီးစွာနဲ့နေထိုင်နေတဲ့လူတွေအများကြီးပဲလူတိုင်းမှာဘာသာကြားတငယ်ချင်းတွေရှိတာပဲဆိုတော့သူတို့ဒီနိုင်ငံကိုသူတို့ရဲ့အိမ်သူတို့ရဲ့နိုင်ငံဖြစ်တဲ့နေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အခွင့်အရေးနဲ့ထိုက်တန်တဲ့အခွင့်အရေးကိုပေးရမယ်ဒီစကားပြောလို့ကျွန်တော်အစ္စလမ်တွေကိုကာကွယ်နေရလားမဟုတ်ဘူး no ကျွန်တော်ရဲ့ဒီမြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့ဂုဏ်သိက္ခာနဲ့ကဘာနဲ့ရင်မောင်တန်းပြီးတော့လုတ်ကိုင်းရမယ့်ကိစ္စတွေအဆင်ပြေစေချင်တာရယ်ရွေးကောက်ပွဲမှာအခက်အခဲမရှိအောင်မြင်စေချင်တာရယ်ကျွန်တော်တို့ဘာသာသာသနာတည်တံ့ခိုင်မြဲဖို့အတွက်ကိုကျွန်တော်တို့ကခုချိန်မှာစီပွားရေးတွေဥမော်လောင်လုပ်ရမယ်ငလင်တန်းနေပြီးကျွန်တော်တို့ကခေါင်းထောင်လောင်လုပ်ရမယ်စစ်ဘေးစစ်တမ်းတင့်တဲ့နေရာတွေမှာပြန်လဲကယ်ဆယ်ရေးလုပ်ရမယ်ဒါတွေကိုကျွန်တော်တို့နိုင်ငံမှာရှိရဟန်းရှင်လူပြည်သူတရုတ်ကလာဗမာများနဲ့အားလုံးလက်တွဲပြီးတော့ကျွန်တော်မြန်မာနိုင်ငံကိုတိဆောက်အောင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်